ဒီဇင်ဘာလ26ရက်နေ့ရဲ့အာဆင်နယ်မနက်ခင်းသတင်းများအားလုံးပဲမင်္ဂလာပါ Forever Ghana Facebook နဲ့ TR YouTube Channel တို့ကနေကြိုဆိုပါရစေ TikTok အညီကိုတွေအားလုံးလည်းမင်္ဂလာပါဗျာကျွန်တော်တို့ဒီကနေ့မနက်မှာအာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့ဒါသတင်းအကြောင်းအရာလေးတွေတက်ထားရှိတယ်ဒီအကြောင်းအရာလေးတွေပတ်သက်ပြီးဒါကျွန်တော်တို့နည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြအောင်ပါအရင်ဆုံးအနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဒါဒီယာဒီလူငယ်ကစားသမားတွေတဲကတယောက်ဖြစ်တဲ့ Ethan Wannery နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့တွေနည်းလောက်ကြည့်ကြည့်ရအောင်ဒါအာဆင်နယ်နီးစပ်တဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်မှာဆိုလို့ရှိရင် Ethan Wannery ရဲ့ပတ်သက်ပြီးတော့ဒါဒီယာဒီအာဆင်နယ်အသင်းရဲ့လူငယ်ကစားသမားလေး Ethan Wannery ကဒါလာမယ့်ဆောင်းစည်းကွက်မှာအငှားသဘောမျိုးနဲ့အသင်းပြောင်းရွှေ့သွားနိုင်တယ်တနည်းအားဖြင့်လာမယ့်ຫນွေစည်းကွက်ကြောင့်ရင်လေဒါဒီကစားသမားလေးကပြောင်းရွှေ့သွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးဒါသတင်းမီဒီယာတွေကရေးသားဖော်ပြနေကြတယ် Ethan Wannery ရဲ့ပွဲကစားချိန်နဲ့ပတ်သက်ပြီးတော့ဒါအာဆင်နယ်အသင်းဘက်ကစီမံခန့်ခွဲမှုတွေရှိတာဖြစ်သည့်တိုင်အောင်ဒါဒီကစားသမားလေးကပွဲကစားဖို့အတွက်လိုအပ်နေတယ်ဒီကစားသမားလေးနဲ့ပတ်သက်ပြီးတော့စောင့်ကြည့်နေတဲ့ကလပ်အသင်းတော်တော်များများရှိတာဖြစ်တဲ့အတွက်အာဆင်နယ်အသင်းကဒီကစားသမားလေးကိုစာချုပ်တစ်ကမ်းလှမ်းမှုတွေပြုလုပ်ထားတာဖြစ်သည့်တိုင်အောင်ဒီကစားသမားလေးရဲ့ပွဲကစားကွင်းကိုတော့ဒါအာဆင်နယ်အသင်းဘက်ကကန့်သက်ထားဆဲဖြစ်တယ်ဆိုပြီးတော့ဒါအာဆင်နယ်နီးစပ်တဲ့သတင်းဌာနတချို့ကရေးသားဖော်ပြနေတယ်ဒါကျွန်တော်ဒီယာဒီမှာကျွန်တော်ပြည်သက်တွေအနေနဲ့ကျွန်တော်ညီကိုတွေအနေနဲ့ဒါ Ethan Wannery နဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်မြင်မိလဲ Ethan Wannery ရဲ့ခြေစွမ်းပိုင်းဒါပြောရရင် Ethan Wannery ရဲ့ဒါဒီယာဒီလုံးပြနေမှုသူဝင်ကစားတဲ့ပွဲစဉ်တွေတိုင်းမှာကျွန်တော်တို့ပြည်သက်တွေကြည့်ရတယ်သူ့ရဲ့ကစားပုံဒါသူ့ရဲ့ကစားဟန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေဒါနည်းနည်းတော့ကြည့်ကြအောင်သူ့ရဲ့ပုံစံကကျွန်တော်အမြင်အရဆိုလို့ရှိရင်တော့ဒါ Ethan Wannery ကဘယ်လိုပြောရမလဲ solo type ဖြစ်တယ်လို့ကျွန်တော်အနေနဲ့ထင်မိတယ်။ဘာကြောင့်လဲဆိုသူကဘောလုံးနဲ့အတူတူဆွဲပြေးမှုတွေနော်သူ့ရဲ့ pass တွေတချို့cross can နဲ့ ball တွေပါတယ်ဆိုလို့ရှိရင် Ethan Wannery ကတော်တော်ကောင်းတဲ့အနေအထားတစ်ခုမှရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ကဗျာဒီမှာပရိသတ်တွေအနေနဲ့ကသူပွဲကစားခြင်းရမှသာလျှင်သူ့ရဲ့ခြေစွမ်းပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ကအများကြီးပြောပြလို့ရမှာဗျာအများကြီးသိခွင့်ရှိမှာဗျာဒီလားtraining တွေပါတယ်မှာတော့သူ့ရဲ့ cross တွေသူ့ရဲ့ passing တွေဒါပြီးရင် Kela pass ထွက်တဲ့ပုံစံလေးတွေကအစားဒါကျွန်တော်တို့ကြည့်ခဲ့ရမျိုးလေးရှိတယ်ဒီကစားသမားလေးကတိတ်တော့စိုးရွားတယ်ဆိုတဲ့ပုံစံမျိုးတစ်ခုတော့ကျွန်တော်အနေနဲ့မမြင်မိဘူး Ethan Wannery ကတကယ်အရေးကြီးရှိတဲ့ကစားသမားတစ်ယောက်လို့ကျွန်တော်အနေနဲ့ကတော့မြင်မိတယ်ဒါကြောင့်မို့လဲသူ့အနေနဲ့အသင်းကြီးမှာနေရာရနေတာပေါ့လို့ပြောရလောက်တဲ့အထိရှိတယ်ဆိုပေမဲ့ဒါအာဆင်နယ်အသင်းမှာကသူ့ထက်စီနီယာကစားသမားတွေသူ့ထက်အရေးသွေးမြင့်ပလေယာတွေကိုပဲသူ့အနေနဲ့ဦးစားပေးနေရင်ကနေပြီးတော့ဒါအခုချိန်ဒီကိုပွဲကစားချိန်တွေကအရန်ကိုနည်းနေသေးတာပေါ့လေအဲ့တော့ Ethan Wannery အနေနဲ့လာမယ့်ဆောင်းစည်းကွက်တနည်းအားဖြင့်လာမယ့်ຫນွေစည်းကွက်ဒါဘယ်စည်းကွက်မှာဒါအသင်းပြောင်းသွားမယ်လို့ထင်မိလဲဒါ Ethan Wannery အနေနဲ့အာဆင်နယ်အသင်းမှာပဲဆက်ရှိနေမလားကောမှာဝင်ဆွေးနွေးကြည့်ကြပါအောင်နောက်တဲ့သတင်းပုံအနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းကဒါအင်တာမီလန်ရဲ့လူငယ်ကစားသမားလေးပေါ့လေဒါအင်တာမီလန်ရဲ့လူငယ်ကစားသမားလေးဆိုပေမဲ့အခုဆိုလို့ရှိရင်ဒီလူငယ်ကစားသမားလေးကဒါ Club Brugge မှာဒါတော့ရောက်ကစားနေတယ်ဒီကစားသမားလေးအသက်က20ပဲရှိသေးပြီးတော့ဒီကစားသမားလေးကတော့ Alexander Stankovic ဆိုတဲ့ကစားသမားလေးဖြစ်ပြီးဒီကစားသမားလေးကိုအာဆင်နယ်တို့ကစိတ်ဝင်စားနေတယ်အခုဆိုလို့ရှိရင် Club Brugge နဲ့ဒါလီပွဲ29ပွဲကစားပြီးဒါ UCL မှာဆိုလို့ရှိရင်မိနစ်ပေါင်း2200အထိကစားထားတဲ့ကစားသမားလေးဒီကစားသမားလေးကိုအာဆင်နယ်တို့ကစိတ်ဝင်စားနေတယ်လာမယ့်2029မှာဒါအင်တာမီလန်ဘက်ကဒီကစားသမားလေးကိုပြန်ခေါ်နိုင်တယ်ဆိုတဲ့စာချုပ်ပါအချက်လက်တွေရှိနေတာဖြစ်သည့်တိုင်အောင်အာဆင်နယ်အသင်းတို့ကဒီကစားသမားလေးကိုစောင့်ကြည့်မှုတွေပြုလုပ်နေတယ်ဒီကစားသမားလေးရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့ Mikel Arteta ရဲ့ recommend တွေကြောင့်ဒါဘာတာတို့နဲ့ဒါဒီကစားသမားagent တွေနဲ့ဒါစကားပြောဆိုမှုတွေတောင်ရှိသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးဒါအာဆင်နယ်အသင်းနဲ့နီးစပ်တဲ့သတင်းဌာနတွေရေးသားဖော်ပြနေတယ်လို့ Alexander Stankovic ကိုအာဆင်နယ်အသင်းကအရခေါ်ယူသွားလိမ့်မယ်ဆိုပြီးတော့လေသတင်းမီဒီယာတွေရေးသားဖော်ပြနေတယ်ဒီနေရာမှာအာဆင်နယ်အသင်းတို့တကယ်ပဲခေါ်ယူသွားမလားဒီကစားသမားလေးရဲ့တန်ကြီးကတော့ဒါကျွန်တော်တို့တွေပေါင်22တန်းဆိုတဲ့ဝင်းကျင်မျိုးတွေလည်းရေးသားဖော်ပြနေတယ်လို့ပေါင်35တန်းဆိုတဲ့ပုံစံမျိုးတွေလည်းရေးသားဖော်ပြနေတယ်ဒီကစားသမားလေးနဲ့ပတ်သက်ပြီးတော့အာဆင်နယ်အသင်းတို့တလောက်ငွေသုံးသွားမလားကျွန်တော်စောင့်ကြည့်ကျင်းကြပါဒါဒီယာဒီအာဆင်နယ်အသင်းနေနဲ့လူတွေထွက်ခေါ်အောင်မယ်ဆိုရင်တော့ဒါအသင်းစကွတ်တက်ကတော့ပို့ပြီးတော့ဒါကြန့်ခိုင်မှုပိုင်းဆိုင်ရာတွေမှာပို့ပြီးတော့စိတ်ချသွားရတယ်လို့ကျွန်တော်အနေနဲ့ကတော့ထင်မိတယ်လာမယ့်ຫນွေစည်းကွက်မှာဆိုရင်တော့အာဆင်နယ်အသင်းတို့လူခေါ်သွားဖို့များတယ်ဆိုတဲ့အကြောင်းကျွန်တော်အနေနဲ့ကတော့ဒါထင်မိတယ်ဗောလေโอเคပါဒီယာဒီအာဆင်နယ်အသင်းနေနဲ့ဒါကစားသမားဟောင်းတွေကိုလည်းစာချုပ်တစ်တိုးတဲ့နေရာမှာ
ဒါလေလေမြင်မြင်လုံနေတာမျိုးတွေရှိတယ်ဒါအန်ဒရီယာပါတာရောက်လာပြီးတဲ့ကဒါကစားသမားတစ်တွေကစားသမားအဟောင်းတွေစာချုပ်တက်တန်းတိုးတာတွေကစားသမားတစ်ဝယ်တာတွေသူ့အနေနဲ့တောက်လျှောက်လုံနေတဲ့ဒီနေရာမှာကျွန်တော်တို့အာဆင်နယ်အသင်းရဲ့နီးပြမီခေအာတီတာရဲ့ဒါစာချုပ်ကိစ္စနဲ့လည်းပတ်သက်ပြီးတော့ဒါသတင်းတွေမှာရေးသားဖော်ပြလာတယ်ဒါကဘာလဲဆိုရင်မီခေအာတီတာရဲ့စာချုပ်က2029-2028မှာဒါကုန်ဆုံးမှာဖြစ်တယ်ဒီကစားတော့ဒီနီးပြနဲ့ပတ်သက်ပြီးတော့ဒါအာဆင်နယ်အသင်းတာဝန်ရှိသူတွေနဲ့အာဆင်နယ်အသင်းဘက်ကဒီနီးပြကိုဆက်ပြီးထိန်းထားခြင်းတာဖြစ်တဲ့တော့အခုချိန်တွေကဒါဒီနီးပြနဲ့ပတ်သက်ပြီးတော့ဒါအာဆင်နယ်အသင်းဘက်ကကမ်းလှမ်းမှုစာချုပ်တစ်ကမ်းလှမ်းမှုတွေပြုလုပ်သွားမယ်ပြီးွားရင်ဒီနီးပြကိုဒါပရီးမီးယားလိဂ်မှာလစာအများဆုံးဒါပတ်ကွာရီယိုလာစီမြူနီတို့ထက်လစာအများဆုံးတော့ဒါနီးပြတစ်ယောက်အဖြစ်ပေးသွားဖို့တော့ရှိတယ်ဆိုတဲ့သတင်းတွေကရေးသားဖော်ပြလာတယ်ဒီနေရာမှာကျုံအာဆင်နယ်အသင်းအနေနဲ့အခုနောက်ပိုင်းနှစ်တွေမှာတော့တိထားမှာတစ်ခုကခရွန်ဂီရိုအုပ်စုအနေနဲ့ပေါ့လေနော်အာဆင်နယ်အသင်းပိုင်ရှင်ခရွန်ဂီရိုကအခုနောက်ပိုင်းမှာကက်စီနဲတယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေရုံထွက်လာခဲ့တယ်လို့ကျွန်တော်အနေနဲ့ကတော့မြင်မိတယ်ကစားသမားတွေကိုပဲဖြစ်ဖြစ်အခုနီးပြကိုပဲဖြစ်ဖြစ်အခုဆိုလို့ရှိရင်ဗျာကျွန်တော်အာဆင်နယ်အသင်းမှာလက်တလောဒါစာချုပ်တက်တန်းတိုးဖို့အတွက်အားလုံး ready ဖြစ်နေပြီ confirm ဖြစ်နေပြီဆိုတဲ့ကစားသမားတွေမှာဆိုဘူကာယိုဆာကာရှိတယ်ဘူကာယိုဆိုလို့ရှိရင်အခုဆိုလို့ရှိရင်လာစာ3သိန်းထိဒါပေးထားတယ်ဒါအသင်းမှာဆိုလို့လောက်ခလာစာအများဆုံးပြီးွားရင်ဒါသူ့အောက်မှာဆိုလို့ရှိရင်ဂိုင်ဟာဗတ်နဲ့ဂါရီယယ်ဂျေဆူဆိုတဲ့ဒီကစားသမားတွေရှိတယ်ဒါလူငယ်ကစားသမားလေးတွေဒါအသင်းကတိုးတက်လာတဲ့ကစားသမားလေးတွေကိုဒါလောက်ခလာစာတွေတိုးပေးတယ်เนาะဒါပေမဲ့စာရုပ်တက်တန်းတွေဒါကောင်းကောင်းပေးတယ်အာဆင်နယ်အသင်းကခုနောက်ပိုင်းလူဝယ်တဲ့နေရာမှာဆိုရင်လည်းဒါအသစ်ခေါ်တဲ့ကစားသမားတွေကိုလာစာတွေအများကြီးပေးရတာမျိုးမရှိကြကဒါခရွန်ဂီရိုအုပ်စုအနေနဲ့ဒါပို့ပြီးတော့ကောင်းတဲ့အချက်တစ်ချက်လို့မြင်မိတယ်ပြီးွားရင်အာဆင်နယ်အသင်းမှာကစားသမားတွေခြေစွမ်းပြရင်ပြတယ်လို့ခြေစွမ်းပြရင်ပြတယ်လို့လာတာတိုးပေးတဲ့ပုံစံတွေဒါဒီရာဒီမှာတောက်လျှောက်မြင်ရတယ်တနည်းအားဖြင့်ဗျာဘယ်ရမှမကြည့်နဲ့ဒေးဗစ်ရာယာကိုပဲကြည့်ဒေးဗစ်ရာယာလက်စွမ်းပြတယ်ဒါသူ့ကိုစာချုပ်တက်တန်းတော့ဒီလောက်ပဲဒါပေမဲ့ဘာဖြစ်လဲလာတာတိုးပေးလိုက်တယ်တဲ့မလားစာချုပ်တစ်ပုံစံမျိုးလာတာတိုးပေးလိုက်အဲ့ကြတော့ဗျာကစားသမားတွေအသင်းမှာပျော်တယ်ဗျာဒီလားအဲ့လိုမျိုးတွေဒီရာဒီမှာအာဆင်နယ်တီးတတိုးတက်လာတဲ့အချက်တွေကတခုကဘာလဲဆိုလို့ရှိရင်ဂျော့နီကိုတွေလည်းတတိထားမိမှာပဲအာဆင်နယ်အသင်းကဘယ်ကစားသမားကိုသဘောကျတယ်ဆိုပြီးတော့လာရောက်ကမ်းလှမ်းခြင်းတဲ့အသင်းတွေဒါเนาะအာဆင်နယ်အသင်းကဘယ်ကစားသမားကိုမှလိုချင်ပါတယ်ဆိုပြီးတော့ပြောနေကြတာတွေဒီလိုမျိုးတွေပေါ့ဗျာသိလားကျွန်တော်တို့ဟိုးရှိနှစ်တွေတုန်းကဆိုလို့ချင်းဒီလိုအတန်းတွေကြားဖို့ပြောနေအာဆင်နယ်အသင်းကဘယ်ကစားသမားကိုမှဘယ်အသင်းကမှအဲ့လောက် GT မန်မစိတ်ဝင်စားနေတာမျိုးမရှိဘူးဒီဟာဒီမှာတော့တိတတာတိုးတက်ပြောင်းလဲလာခြင်းကအာဆင်နယ်အသင်းကစားသမားတိုင်းကိုတချို့ပြိုင်ဘက်အသင်းတွေကသဘောကျနှစ်သက်ကြတာမျိုးတွေရှိတယ်အဲ့တော့အာဆင်နယ်အသင်းအနေနဲ့သူတို့ကစားသမားတွေကိုမဆုံးရှုံးရဖို့တော့လာတာပို့ပေးရတာမျိုးတွေเนาะအာဆင်နယ်အသင်းကစာချုပ်တစ်တွေစောစီစီကန်လန်းတာမျိုးတွေအခုဆိုဗျာကြည့်ဗျာဒီမှာ Declan Rice ဆိုလို့ရှိရင်လာစာဆိုတာသူ့ရဲ့စာချုပ်တက်တန်းကအများကြီးကျန်နေတယ်ဒါပေမဲ့ Declan Rice ကိုစာချုပ်တစ်တွေကန်လန်းမှုအတွက်အန်ဒရီယာဘာတာနဲ့အာဆင်နယ်အသင်းဘက်ကစီစဉ်နေတယ်အခုဆိုလို့ရှိရင်မီခေအာဒီတာရဲ့စာချုပ်တစ်ကိစ္စအတွက်ဒါပေမဲ့ဟိုနီးပြတယောက်နဲ့ကစားသမားတယောက်ဆိုလို့ရှိရင်မတူဘူးဗျာသိလားကစားသမားတွေဆိုလို့ရှိရင်ကစားသမားရဲ့စာချုပ်တက်တန်း6လကျန်ရင်ဒါဆွေးနွေးခွင့်ရှိတယ်တခြားအသင်းနဲ့ဆွေးနွေးခွင့်ရှိရပါညာဆိုတာမျိုးနီးပြတွေမှာမရှိဘူးဗျာအဲ့ဒီတော့မီခေအာဒီတာကအေးဆေးပဲသူ့အနေနဲ့ဒါဒီအသင်းမှာဆက်ရှိသွားဖို့အတွက်ဒီစာချုပ်တစ်ချုပ်ဖို့အတွက်ကိုလောနေတာမျိုးမရှိဘူးဆိုတာမျိုးပြောကြားထားတယ်သူ့အနေနဲ့အာဆင်နယ်အသင်းနဲ့အတူတူစူဖလားဝင်မှုတွေယူဖို့အတွက်ကိုပဲအဓိက focus ထားတယ်ဆိုတဲ့ပုံစံမျိုးပြောကြားထားတာဖြစ်သည့်တိုင်အောင်အာဆင်နယ်အသင်းနဲ့ဒါခရွန်ဂီရိုအုပ်စုကဒါနီးပြမီခေအာဒေတာနဲ့ပတ်သက်ပြီးတော့စေယိုရင်စရာတစ်ခုရှိနေတယ်ဆိုပြီးတော့လေသတင်းမီဒီယာတွေရေးသားဖော်ပြနေတယ်ဒါကဘာလဲဆိုလို့ရှိရင်လာမယ့်ຫນွေဈေးကွက်မှာဒါsorry လာမယ့်ຫນွေမှာပေါ့လေလာမယ့်ຫນွေမှာဒါမန်စီးတီးအသင်းရဲ့နီးပြပတ်ခွာရီယိုလာကဒါအသင်းအထွက်မယ်ဆိုတဲ့သတင်းတွေတောက်လျှောက်တက်နေတာဖြစ်တဲ့အတွက်ဒါအာဆင်နယ်အသင်းကသူတို့အသင်းရဲ့နီးပြမီခေအာဒေတာကိုဆက်ထိန်ထားခြင်းနဲ့ဆိုတဲ့သတင်းတွေကရေးသားဖော်ပြနေတယ်ဒါမန်စီးတီးနဲ့နီးစပ်တဲ့သတင်းဌာနတွေရေးသားဖော်ပြကြမှာဆိုရင်ပတ်ခွာရီယိုလာအထွက်မီခေအာဒေတာအဝင်ဆိုတဲ့ပုံစံမျိုးတွေဒါရှိနေတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒါအဲ့ပေါ့လေအာဆင်နယ်အသင်းဘက်ကလည်းဒါစိတ်ပူခြင်းစရာပဲပေါ့ဘာကြောင့်လဲဆိုလို့ရှိရင်အာဆင်နယ်အသင်းကဒါဒီနီးပြနဲ့အတူတူဒါအောင်မြင်မှုတွေစီကိုတလှမ်းချင်းတိုးတက်လာတဲ့အသင်းမီခေအာဒေတာအာဆင်နယ်ကိုချစ်တာဖြစ်သည့်တိုင်အောင်ဒါဘယ်လိုကမန်စီးတီးကိုပြန်မပြောင်းလို့ဒါတစ်ထစ်ကြတော့ပြောလို့မရဘူးဗျ။ဘာကြောင့်လဲဆိုလို့ရှိရင်မန်စီးတီးဒီလိုတိုးတက်လာဖို့အတွက်ပတ်ကွာရီရာနဲ့အတူမီခေအာဒေတာကဒါအတူတူမန်စီးတီးကိုတွန်းတင်ပေးခဲ့တဲ့နီးပြရီတွေကတစ်ယောက်ဆိုတော့ဒါမန်စီးတီးကသူ့အတွက်ဒါကျေးဇူးတွေလည်းရှိကောင်းရှိသွားနိုင်တယ်ပြန်ပြီးထောက်ပြစရာတွေလည်းရှိကောင်းရှိနိုင်တာဖြစ်တဲ့အတွက်ဒါမီခေအာဒေတာအနေနဲ့ဒါမန်စီးတီးကိုပြန်သွားနိုင်လေ
ဆိုတဲ့သတင်းတွေကလည်းတက်နေတယ်အဲ့တော့ကျောင်းကြီးကိုတွေအနေနဲ့ရောဘယ်လိုထင်မြင်မိလဲဒါပေမဲ့ KR data အနေနဲ့အာဆင်နယ်မှာပဲဆက်ရှိဖို့အတွက်စာချုပ်တစ်ချုပ်ဆိုမှုတွေပြုလုပ်သွားမလားဒါမှမဟုတ်ရင်ဒါစာချုပ်တက်တန်းကုန်သွားရင်မန်စီးတီးကိုပဲပြန်သွားမလားသူ့အနေနဲ့ကတော့အာဆင်နယ်အသင်းမှာဆက်ရှိခြင်းတယ်ဆိုပြီးပြောကြားထားတာမျိုးရှိတယ်ဘယ်လိုထင်မြင်မိလဲကောင်းမှာဝင်ရောက်ဆွေးနွေးကြည့်ရပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်သူတွေမှာ